ခြေတက်နေတဲ့ Nottingham ကို Newcastle တို့အနိုင်ယူသွားနိုင်မလားအားလုံးပဲမင်္ဂလာပါ EN Sport Channel ရဲ့အောင်မြင်ရတဲ့အောင်ပွဲအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တနင်္ဂနွေနေ့ညပွဲစဉ်ဖြစ်တဲ့ Nottingham နဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ် Nottingham တို့ Premier League ကိုတန်းတက်လာပြီးကတည်းက Newcastle ကို3ကြိမ်လက်ခံကစားခဲ့က3ကြိမ်စလုံးကြေးရောဘောရောရှုံးထားပါတယ်လက်ရှိမှာနီးပြပါရေရာလက်ထက်အထိုင်ကျလာပြီဖြစ်တဲ့ Nottingham တို့ပြိုင်ပွဲစုံနောက်ဆုံး10ပွဲဆက်မရှုံးထားဘဲနဲ့3ပွဲတည်9ပွဲအနိုင်ကစားထားနိုင်တဲ့အနေအထားအရ Newcastle ကိုဒုက္ခပီလာနိုင်ချေရှိပေမဲ့ဂျာရဲ့ Europa League ဒူးကျော်ဗီလာကွင်းမှာတွားကစားထားတဲ့အချိန်နဲ့ဆိုရင်တော့ဒီပွဲမှာပွဲပန်းမှုရှိလာမှာသိချပါတယ် Premier League ထိပ်တိုက်တွေ့ဆုံမှု9ပွဲမှာတော့ Nottingham တပွဲနိုင်တည်ရမရှိထားဘဲနဲ့ Newcastle က6ပွဲအထိနိုင်ထားပါတယ်နောက်ထပ်အကြိုက်တစ်ပွဲရွေးချယ်မှုကို EN Sport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ် channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်နီးပြအဒီဟောင်းအနေနဲ့လည်းနီးပြဘောက Nottingham နဲ့တွေ့ဆုံမှု15ပွဲမှာတော့10ပွဲနိုင်တပွဲတည်ရနဲ့4ပွဲသာရှုံးထားကပါရေရာနဲ့တွေ့ဆုံမှု2ပွဲမှာလည်း2ပွဲစလုံးနီးပြအဒီဟောင်းအနေနဲ့အနိုင်ရထားပါတယ်ဒါကြောင့်အစင်လာပိုင်းနဲ့နီးပြချင်းတွေ့ဆုံမှုတွေမှာတော့ Newcastle ကတော်တော်လေးအသာရနေပါတယ်နောက်ဆုံး Premier League ဝေးကွင်း73ပွဲမှာလည်း Newcastle အနေနဲ့2ပွဲနိုင်ပွဲပျောက်ဆုံးပြီးတိုင်းပြန်အနိုင်ရတတ်တဲ့ဇယိုက်ရှိပါတယ် Brentford West Ham ကိုရှုံးပြီးတော့ Everton ကိုနိုင် Sunderland Man U ကိုရှုံးပြီးတော့ Burnley ကိုနိုင် Wolves ကိုတည် Liverpool ကိုရှုံးပြီးတော့ Spurs ကိုပြန်နိုင်Man City ကိုရှုံးပြီးတော့ Chelsea ကိုပြန်နိုင်ထားကလက်ရှိနောက်ဆုံးအဝေးကွင်း2ပွဲမှာ Palace Arsenal တို့ကိုရှုံးထားတဲ့ဇယိုက်အရ Newcastle ရလက်ပြန်ကောင်းမဲ့ဇယိုက်ပါနောက်ပြီး Nottingham ရဲ့နောက်ဆုံး League အိမ်ကွင်း14ပွဲမှာလည်း2ပွဲဆက်နိုင်ထားတာမရှိဘဲနဲ့တပွဲနိုင်ပြီးတိုင်းပြန်ခွာသလိုဂိုးမပေးရတာကလည်း3ပွဲသာရှိထားပါတယ်ဒါကြောင့်လက်ရှိဝင်ရုံမှာပွဲပန်းမှုလည်းမရှိတွေးဆုံမှုမှာလည်းအသာရထားပြီးတော့နီးပြချင်းတွေးဆုံမှုမှာပါအသာရထားတဲ့ Newcastle ကဦးစားပေးစဉ်းစားရမှာပါဒါကြောင့် EN Sport Channel ရဲ့တနင်္ဂနွေနေ့ညအောင်မြင်ရတဲ့အောင်ပွဲဖြစ် Nottingham နဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်မှာ Newcastle ကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ညီကိုရအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ